အဲ့တော့ gypsum ကကျွန်တော်တို့ဒါphysician ဖြစ်တဲ့အစာအာဟာရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ MPK ထဲမှာဆိုရင်เนาะဒါ phosphate physician ဖြစ်တဲ့ဒီ phosphate ကိုစားနိုင်အောင် gypsum ထည့်ခြင်းအဖြစ်เนาะဒီ phosphate တွေကိုစားနိုင်အောင်လုပ်ဆောင်ပေးတယ်ပေါ့เนาะ gypsum ကနောက်တစ်ခါကျွန်တော်တို့ဒါ nitrogen နဲ့ဒီ potassium ဓာတ်တွေကိုလည်းဒါမြန်စားသုံးနိုင်အောင်ဒါအထောက်အကူပြုတယ်ပေါ့ဗျာအဲ့တော့ sulfur ကအစာချက်အားလဲကောင်းစေတယ်ဒါအပင်ကိုပို့ပြီးတော့စိမ့်ရွှင်စေတယ်ပေါ့နော်sulfur ဓာတ်တစ်ခုပေါ့နော်အဲ့တော့မောင်တို့ကျွန်တော်တို့ကဒါ sulfur တိဓာတ်နေတော့ဒါအပင်ပေါ်မှာဖြန်းနေကြတယ်ပေါ့နော်အဲ့တော့ sulfur လည်းအဓိကလိုအပ်တဲ့အာဟာရတစ်ခုဖြစ်ပါတယ်ဆိုတော့ဗျာ gypsum ကနောက်တစ်ခုကျွန်တော်တို့ဒါမြေရဲ့ pH ကိုညှိပေးတယ်ညှိချင်းတာငံတာကိုဒါညှိပေးနိုင်တဲ့အာနိသင်ရှိတယ်ပေါ့နော်gypsum ကနော် gypsum ကကျွန်တော်တို့မြေကြီးထဲမှာရှိတဲ့ Na ပေါ့ sodium ဓာတ်ပေါ့ဗျာအငံဓာတ်ပေါ့နော်စားဓာတ်တွေကိုသူကအစားထိုးအနေနဲ့ဖယ်ရှားပေးနိုင်တဲ့အာနိသင်တစ်ခုလည်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့စားပေါက်တဲ့မြေတွေအဓိကတော့မြေငံတဲ့မြေတွေကိုသူဒီပြုပြင်ပေးနိုင်တဲ့အာနိသင်ရှိတယ်ဒါကတော့စားဓာတ်ကိုဖယ်ရှားပေးနိုင်တဲ့အာနိသင်ရှိတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒါမြေရဲ့ pH ကိုလည်းပြင်ပေးတယ်မြေ pH ညီသွားတယ်เนาะအဲ့တော့ pH ကောင်းသွားတယ်ဆိုရင်ကျွန်တော်တို့ဒါသီးနှံပင်ဒီအစာအာဟာရစုပ်ယူမှုကောင်းလာမယ်ကောင်းလာရင်အမြင့်ဖွံ့ဖြိုးမှုကောင်းလာမယ်အစာအာဟာရစုပ်ယူမှုကောင်းလာမယ်အပင်ကြီးထွားမှုကောင်းလာမယ်ဒီလိုမျိုးဖြစ်လာပြီဆိုရင်သီးနှံရဲ့အထွတ်နှုံးလည်းပိုကောင်းလာပါလိမ့်မယ်နော်အဲ့တော့ gypsum ထဲမှာပါတဲ့ calcium နဲ့ sulfur ဒီဒါအာဟာရအနေနဲ့လည်းထောက်ပံ့ပေးတယ်ယောဂဒဏ်ရာသီဥတုဒဏ်ပိုးမွားယောဂဒဏ်တွေကိုလည်းခံနိုင်ရရှိအောင်လုပ်ဆောင်ပေးတယ်နောက်တစ်ခါဒီ MPK ပေါ့နော်အများလို့အစာအာဟာရတွေကိုလည်းစားနိုင်အောင်လှုပ်ဆောင်ပေးတယ်ပေါ့မြေရဲ့ pH ချိန်ခံတက်ကိုလည်းထိန်းညှိပေးတယ်နောက်တစ်ခါမြေကိုဖွေစေတယ်မွစေတယ်စိတ်ကင်ဆန်းဆွဲသောမြေတွေကိုလည်းအဆိုတဲ့ short ချခြင်းသုံးလို့ရတယ်မိုးခေါင်ဒေသတွေမှာရေငတ်နေပြီဆိုရင်လည်းကျွန်တော်တို့က gypsum ကိုအသုံးပြုလို့ရတယ်အဲ့တော့ကျွန်တော်တို့